ဂျပန်နိုင်ငံကအထက်လူကြီးတို့ရေကျွန်တော်တို့ဘဝကိုလည်းစာနာပါအောင်လို့ပဲပြောချင်ပါတယ်နော်လာစားကြတော့ဂျပန်လူမျိုးနဲ့ဒန်းတူမပေးဘဲမဲ့နော်အခွန်ကြတော့ဂျပန်လူမျိုးနဲ့ဒန်းတူဖြတ်မဲဆိုတော့ကျွန်တော်တို့ကဘာစားရမှာလဲဟုတ်လားပထမတစ်ခါတုန်းကလေဟုတ်လားဂျပန်နိုင်ငံမှာလူမျိုးလူတွေများလို့ဆိုပြီးအိမ်အောင်မပြုတ်တဲ့လူတွေအခွန်ဆောင်ရမယ်ဆိုတော့ကိုကအိမ်အောင်ရှိတယ်ကိုအခွန်လွတ်တယ်ပို့လို့ထင်ခဲ့တာအမလေးအိမ်အောင်ပြုတ်ပြီးတာသမီမရှိတဲ့လူတွေအခွန်ဆောင်ရမယ်တဲ့နော်အခုတခါလာပါပြီဂျပန်နိုင်ငံမှာတဲ့အမိုက်ပြစ်တဲ့လူတွေအခွန်ဆောင်ရမယ်တဲ့ကျွန်တော်တို့ရက်ကွက်ရုံးမှာနေထိုင်ခွန်ဆောင်မိသားဆိုလဲမရတော့ဘူးနော်မိမိတို့ရက်ကွက်ကထုတ်တဲ့ပလတ်စတစ်ကိုဝယ်ရမယ်ပလတ်စတစ်အကြီးသေးပေါ်မူတည်ပြီးတော့အခွန်ဆောင်ရမယ်တဲ့ဗျာနော်အမေဂျပန်နိုင်ငံကြီးမှာမပြောတော့ဘူးလို့နော်ရန်စီတွေကလည်းကြပါတယ်လို့နော်ပြီးလို့ရှိလို့ရှိရင်အရင်တုန်းကလို့ရေတောက်နော်အလကားမရတော့ဘူးလို့နော်အခုရေတက်ဆက်ကရေဝယ်မယ်ဆိုလို့ရှိရင်ရေတဘူးရေဘူးကုန်တဘူး900တဲ့နော်ဟုတ်ပြီလားပြီးလို့ရှိရင်လဲလူတယောက်တနေ့မှရေ4လီတာပဲခတ်ပိုင်ခွင့်ရှိတယ်တဲ့နော်4လီတာထက်ကျော်ပြီးတော့ခတ်လို့ရှိရင်100ထပ်ပေးရမယ်အမေတာမပြောတော့ဘူး